ကိုချင်းတရားသည်သာလဲလူအစင်တန်းဒီကနေ့လူလောကမှာလူတွေဘာနဲ့အစင်တန်းခွဲခြားနေကြသလဲဆိုတာစဉ်းကျင်စဉ်းစားပြီးတော့ကြည့်ကြရအောင်ဘုရားမြတ်စွာကတော့ဓမ္မောဟိဝတ္တိထသစ္ထောစနေတတလေဒိဋ္ဌိဝဓမ္မေအဘိတံပရာယံသမြတ်စွာဘုရားကိုယ်တော်တိုင်မိန့်ခဲ့တဲ့စကားတစ်ခုလူလောကလူအတိုင်းဝိုင်းထဲမှာတဲ့ဒီကနေ့ရောနောက်ခေတ်ရောယနေ့ခေတ်ရောနောက်ခေတ်ပါကိုချင်းတရားသာအမြတ်ဆုံးလို့မြတ်စွာဘုရားကဒီလိုဟောထားအဲ့တော့ဒီကနေ့ခေတ်မှာလူတွေကဘာနဲ့အစဉ်တန်းခွဲခြားနေကြတယ်ဆိုတော့ယာတုနဲ့ရောလူတွေအစဉ်တန်းမခွဲခြားကြဘူးလားခွဲခြားပါဘူးဗျာယာတုနဲ့လည်းလူတွေရဲ့အစဉ်တန်းကွဲပြားခြားနားနေတယ်နောက်တစ်ခါစီစဉ်ဥစ္စာနဲ့ရောလူတွေဟာအစဉ်တန်းမခွဲခြားဘူးလားခွဲခြားပါဗျာစီစဉ်ဥစ္စာနဲ့လည်းအစဉ်တန်းခွဲခြားကြတယ်နောက်ပြီးတော့နေရာဒေသလိုက်ပြီးတော့လည်းပဲလူတွေကအစဉ်တန်းခွဲခြားကြသေးတယ်ငါကမြို့သားသူကတောသားဆိုပြီးတော့မခွဲဘူးလားခွဲပါဗျာနေရာဒေသလိုက်ပြီးတော့လည်းလူတွေကလူအစဉ်တန်းကိုခွဲခြားကြတယ်နောက်တစ်ခုကသူကတော့ educated တဲ့ဒီလူကတော့ uneducated ပညာမတတ်ဘူးဟိုလူကပညာတတ်တယ်ဆိုပြီးတော့သင်ထားတဲ့ပညာပေါ်မှာမူတည်ပြီးတော့ရောမခွဲခြားဘူးလားခွဲခြားပါဘူးဒါကဒီကနေ့ခေတ်မှာခွဲခြားနေတဲ့အနေအထားတစ်ခုကိုပြောတာနော်မှန်ပါဗျာဘုရားမြတ်စွာလက်ထက်တုန်းကဖျားပွင့်တော်မူခဲ့တဲ့ဒီကနေ့ခေတ်တော့အိန္ဒိယပေါ့နော်ဖျားပွင့်တော်မူခဲ့တဲ့နိုင်ငံမှာလူတွေရဲ့အဆင့်တန်းဟာခွဲခြားဒီကနေ့ထိခွဲခြားတော့မယ်။ဘာနဲ့ခွဲခြားသလဲလို့ဆိုလို့ရှိရင်အမျိုးဆက်နဲ့ခွဲခြားတယ်။မိသားစုအမျိုးဆက်ဆိုတာသူတို့စီမှာရှိတယ်။ဒါကဘာမျိုးဗမာပြည်မှာပဲအဲ့ဒီအမျိုးဆက်စာနေဆိုတာဗမာပြည်မှာတော့မရှိတခြားနိုင်ငံတွေမှာရှိအိန္ဒိယနိုင်ငံမှာဆိုပုံများတယ်ပေါ့အဲ့ဒီအမျိုးရဲ့နာမည်နဲ့မှဲ့ရလို့နာမည်ကြီးတွေအရှိကြီးတွေဖြစ်တယ်ဗမာပြည်မှာတော့အဲ့ဒီနာမည်နဲ့တည်ပြီးတော့မမှဲ့လို့မရှိကြဘူးဗမာပြည်မှာမျိုးရိုးစင်လာဆိုတာသိသတ်မှတ်မထားဘူးတခြားနိုင်ငံတွေမှာမဟုတ်အစဉ်အဆက်ဆွေ80မျိုး80ဆိုတာလို့မျိုးရိုးအစဉ်အဆက်သတ်မှတ်ထားတယ်ဒီလူတယောက်ဟာဘလောက်တော်မျိုးရိုးကညံ့ခဲ့တယ်ဆိုရင်ဒီလူဟာတစ်သက်လုံးလူညံ့စရင်ထဲမှာဝင်နေတယ်ဟုတ်ကဲ့မှန်ပါဗျာဘလောက်ပညာတတ်တဲ့လူညံ့စရင်ထဲဝင်သွားတယ်ဆိုတော့သူတို့မျိုးရိုးကနှိမ့်တဲ့မျိုးရိုးကမွေးလာပြီဆိုလို့ရှိရင်ဒီလူဟာတစ်သက်လုံးအနှိမ့်ထဲမှာရှိအမြင့်ထဲမှာမွေးလာတဲ့ပုဂ္ဂိုလ်ဟာပညာတတ်သည်ဖြစ်စေပညာမတတ်သည်ဖြစ်စေဒီလူကထာဝရအထက်တန်းရောက်နေတယ်။ဘာဖြစ်လို့မျိုးရိုးနဲ့ခွဲခြားတာနော်။ဘုန်းကြီးတို့သီရိလင်္ကာနေတော့မှဆိုလို့ရှိရင်သီရိလင်္ကာနိုင်ငံဟာဘုရားဘာသာနိုင်ငံပဲဖြစ်တော်လဲလူမျိုးတွေအနေနဲ့ဆက်ခွဲခြားမှုဒီဆက်စနစ်ဟာရှိနေတော့မယ်။ဆက်စနစ်ကဘယ်ထိအောင်ဝင်ရှိတော့ဆိုလို့ရှိရင်ယဟန်တန်ဃာတွေလည်းထိအောင်ဝင်ရှိဒါဘုဒ္ဓတရှိအောင်ပြောပြသူတို့နိုင်ငံမှာစံအမျိုးမျိုးရှိတဲ့ထဲမှာစံမြင့်စံနှိမ့်ဆိုပြီးခွဲထားတာယဟန်တန်ဃာတွေမှာဂိုင်း၃ဂိုင်းရှိတယ်အဓိကဂိုင်းကြီး၃ဂိုင်းရှိတယ်နံပါတ်၁ကရှမ်းဂိုင်းလို့ခေါ်တယ်ထိုင်းနိုင်ငံအခြေပြုပြီးတော့ရောက်သွားတယ်တန်ဃာအဖွဲ့အစည်းတစ်ခုနံပါတ်2ကအမရပူရဂိုင်းလို့ခေါ်တယ်ဗမာပြည်ဝ
ဘိုးတော်မင်းတရားကြီးလက်ထက်မှာတီဟိုကနေလာပြီးအမရပူရမြို့သိမ်မှာရဟန်းခံပြီးတော့သွားပြီးအဲ့ဒီပုဂ္ဂိုလ်ကတီထောင်ထားတဲ့ဂိုင်းကအမရပူရခိုင်နောက်ရာမညဂိုင်းဆိုတာရှိတယ်ရာမညဂိုင်းဆိုတာဒီကလျာဏီသိမ်ဘဂိုးကကလျာဏီသိမ်မှာလာပြီးတော့တီဟိုကနေရဟန်းခံသွားတယ်ပြီးတော့ခိုင်းတီထောင်ရာမညဂိုင်းအဲ့တော့တီဟိုနိုင်ငံမှာရှမ်းဂိုင်းရဲ့အမရပူရဂိုင်းရဲ့ရာမညဂိုင်းတန်ခါ3000လောက်ရှိတာဂိုင်း3ဂိုင်းရှိတယ်တဂိုင်းမှာလည်းပဲဂိုင်းလေးတွေအများကြီးရှိသေးတယ်ကထားတော့အဲ့ဒီဂိုင်း3ဂိုင်းထဲမှာအားအကောင်းဆုံးဂိုင်းကဘယ်ဂိုင်းတုံးလို့ဆိုရှမ်းဂိုင်းဘာဖြစ်လို့အင်အားကောင်းလဲဆိုရင် historical site လို့ခေါ်တဲ့သူတို့နိုင်ငံမှာတကယ်အဓိကဗုဒ္ဓဘာသာဌာနကြီးတွေကိုအဲ့ဒီရှမ်းဂိုင်းကဘုန်းကြီးတွေကအုပ်စီးထားတယ်ပြီးတော့ရှမ်းဂိုင်းဘုန်းကြီးတွေကဇမ်းမြင့်နေတဲ့ဇမ်းမြင့်မှာဘုန်းကြီးဝတ်ခွင့်ရတယ်ဇမ်းနိုင်နေမဝရဘူးလူတိုင်းသူတို့ဂိုင်းထဲမှာဝင်ခွင့်မရှိဘူးသူတို့နိုင်ငံသတ်မှတ်ထားတဲ့မျိုးရိုးစင်လာအစင်တန်းမြင့်တဲ့ပုဂ္ဂိုလ်ကသူတို့နိုင်ဂိုင်းထဲမှာဝင်ခွင့်ပြုတယ်အဲ့ဒါကိုမကျေနပ်လို့အမရပူရဂိုင်းဆိုတာပေါ်လာအမရပူရဂိုင်းကတော့လာခဲ့ထက်တန်းကြတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဇမ်းမြင့်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဇမ်းနိုင်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်သာသနာပေါင်းဝင်ပြီးကိုကျင်တရားကျင့်နိုင်တဲ့ပုဂ္ဂိုလ်မှန်တယ်အကုန်လက်ခံအမရပူရဂိုင်းဗမာပြည်ကသွားနောက်ရာမညဂိုင်းဆိုတာလည်းပဲထို့တူပဲဇမ်းမြင့်ဇမ်းနဲ့မရွေးလက်ခံပြီးတော့သာသနာပေါင်းဝင်ခွင့်ပေးထားတဲ့အကျင့်ကောင်းတဲ့ဂိုင်းတစ်ဂိုင်းပဲအဲ့တော့ဇက်ကိုခွဲခြားထားတာဒီမျိုးရိုးကမွေးလာတဲ့ပုဂ္ဂိုလ်ဒီဘာတွေပဲလုပ်လို့ကောင်းတာပဲလုပ်လို့ဆိုးတာပဲလုပ်လို့ဒီပုဂ္ဂိုလ်ဟာလူကောင်းလို့ဒီလိုသာဝရသတ်မှတ်တဲ့စနစ်ကြီးဟာထိုနိုင်ငံတွေမှာထွန်းကားနေတော့ဒီစနစ်ဟာတကယ်စဉ်းစားကြည့်မှန်ကန်မှုရှိသလားမရှိဘူးလားရှိပါဘူးဓမ္မကိုအခြေခံတာမဟုတ်ဘူးမျိုးရိုးကိုအခြေခံတာဟုတ်ကဲ့ caste system လို့ခေါ်တယ်ဇက်ကိုအခြေခံပြီးတော့မြန်မာပြည်မှာတော့ဒီလိုဇက်အခြေခံတဲ့စနစ်မရှိဘူးဒါပေမဲ့ဘုန်းကြီးတို့ငယ်ငယ်တုန်းကဇက်ခွဲခြားမှုသဘောမျိုးလေးတစ်ခုတော့ရှိတယ်ဘာတော့လို့ဆိုလို့ရှိရင်တင်ကြိုင်ထဲမှာလှုပ်လှုပ်တဲ့ပုံကိုယ်တွေသူပယာစာလို့ခေါ်တယ်အဲ့ဒီသူပယာစာတွေနဲ့ကြံတဲ့ပုံကိုယ်နောက်တစ်ခါရာဆိုရင်မှာဖျားကျွန်ကြောင်းကျွန်ဆိုပြီးတော့လှူထားတာတွေရှိတယ်ပေါ့ကျွန်ဆိုတဲ့သဘောကတော့ဖျားကိုပြုစုဖို့ဝေယဝိဆလုပ်ဖို့ဆိုတဲ့အဓိပ္ပာယ်နဲ့လှူတာဘယင်တွေကနေပြီးတော့လှူထားတဲ့ဖျားကျွန်ကြောင်းကျွန်ဆိုတာအဲ့ဒီပုဂ္ဂိုလ်တွေကိုတစ်ချိန်တုန်းကမြမပြည်မှာကြံတဲ့ပုဂ္ဂိုလ်တွေကအပေါင်းအသင်းမလောက်တာမျိုးဖြစ်ခဲ့ဘူးတဲ့ပေါ့သိထင်ထင်ရှားရှားကြီးမဟုတ်ပေမဲ့လို့ဖြစ်ခဲ့ဘူးတဲ့အဲ့တော့ဗမာပြည်မှာဇက်ခွဲခြားမှုစနစ်ဆိုတာအလွန်အားနည်းတယ်အခုတော့လုံးဝပျောက်သွားပြီလို့ဒီလိုပြောနော်ကဲပါဇက်ပေါ့တချို့ကဲပါဆိုတာခုနတုန်းကစားစရာမရှိလို့တောင်းစားရတဲ့ပုဂ္ဂိုလ်တွေကဲပါလို့ခေါ်ကြကဲပါယူပါအောနေရတဲ့ပုဂ္ဂိုလ်တွေမို့ကဲပါခေါ်တာထမရဲ့အဲ့ဒီဇက်တွေကိုတစ်ချိန်တော့ခွဲခြားခဲ့တယ်အခုတော့မြန်မာပြည်မှာဒီလိုမရှိဘူးလူဟာတူတူပဲဘယ်မျိုးရိုးကပဲလာမျိုးရိုးလည်းသတ်မှတ်ထားတာမရှိဘူးလူဟာလူတူတူပဲလို့ဆိုတဲ့ဓမ္မရဲ့လွှမ်းမိုးမှုဓမ္မကိုကျင့်သုံးတဲ့ပုဂ္ဂိုလ်ဒီသာလင်ဒီလူရဲ့အစဉ်တန်းပဲဖြစ်ရမယ်ဘုရားမြတ်စွာရဲ့ဩဝါဒတော်အတိုင်းပဲကြည့်လေဇက်ခွဲခြားမှုနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားလက်ထက်တုန်းကဒီတာပိယဇက်ဆိုတာအလွန်မာနကြီးတဲ့ဖွဲ့တခြားမျိုးရိုးနဲ့တောင်အိမ်တော်မဆက်ဘူးသူတို့ကအလွန်မာနကြီးတယ်အလွန်မာနကြီးလို့ဘုရားမြတ်စွာကဇက်ကိုတော်လှန်ပြီးတော့သာသနာကိုဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဝင်ခွင့်ပြုပြီးတရားဒီတာနဲ့အဓိကလို့ဟောနေတဲ့အခါမှာသာသနာပေါင်းဝင်လာကြတယ်မင်းသား6ယောက်သာသနာပေါင်းဝင်လာမင်းသား6ယောက်ဆိုတာဗတ္တိယတို့အနုရုဒ္ဓတို့အာနန္ဒာတို့ဒေဝတ္တတို့အပါဝင်ပေါ့တိုက်တွင်မင်းသား6ယောက်
သူတို့သာသနာပေါင်းဝင်လာတဲ့အခါကျတော့တာကိယတွေရဲ့မာနကိုချိုးနေတဲ့အနေနဲ့သူတို့ရဲ့ဆံမုတ်စိတ်ကိုတုတ်တင်ပေးရတဲ့စတာသည်ဆိုတာခုခေတ်တော့ beauty parlor တို့ဆန်စားတို့ဟုတ်လားဆိုင်ကြီးတွေဖွင့်ပြီးတော့ပတ်စံရှားနေကြတာလေဘယ်သူမှသူတို့အောက်တန်းစားလို့မထင်ဘူးအဲ့ဒီနိုင်ငံတွေမှာတော့သူများရဲ့ဆန်တို့မုတ်စိတ်တို့ရိတ်ပေးရတာလက်သေးခြေသေးပြီးတဲ့ပုံကိုယ်တွေအောက်တန်းစားလို့သတ်မှတ်အဲ့ဒီခေတ်ကအဲ့ဒီမင်းသားတွေရဲ့ဆံမုတ်စိတ်ကိုပြုပြင်ပေးရတဲ့ဥပါလိဆိုတဲ့ဆတ္တသည်သူတို့နဲ့တူတူလိုက်ပါလားနေရဆိုတာမနေရဘူးသူကိုယ်တိုင်ပဲပစ္စည်းဥစ္စာတွေမင်းသားတွေကပေးထားတဲ့ယရနာဒုတ်ကြီးကိုလမ်းမှာပစ်ထားခဲ့ပြီးတော့သူကိုယ်တိုင်သာသနာပေါင်းဝင်မယ်ဆိုပြီးတော့လိုက်လာအာကိယမင်းသားတွေကဘလောက်စိတ်ကောင်းရှိလဲလို့ဆိုရင်မြတ်စွာဘုရားကိုရှောက်ကြတယ်အရှင်ဘုရားတပည့်တော်တို့တာကိယတွေဟာဇက်ကိုအကြောင်းပြုပြီးတော့မာနတွေတိတ်တက်တယ်ဗျာတဲ့အဲ့ဒီမာနချိုးတဲ့အနေနဲ့တပည့်တော်တို့ကိုဝကြည်ဝမယ်ဆံမုတ်စိတ်ရိပ်ပြီးတော့ပြုနေတဲ့ဟောဒီဥပါလိကိုအရင်သင်္ကန်းကိုပေးပါသူ့ကိုတပည့်တော်တို့ကရှစ်ကိုဝှချအယုသေးပေးပြီးမှဝတ်ပါမယ်လို့ဆိုပြီးတော့သူတို့မာနကိုဟိန်တဲ့အနေနဲ့ဒီလိုလုပ်ခဲ့ကြတယ်အဲ့တော့ထိုခိထိုခါကာလတော့ကဇက်ကိုအခြေပြုပြီးတော့လူဒန်းစားခွဲခြားခဲ့ကြတယ်တချို့နိုင်ငံတွေတော့ဗမာနိုင်ငံလည်းပဲရာဇဝင်တွေဖတ်ကြည့်မယ်ဆိုလို့ရှိရင်ဇန်နှမျိုးရှိတယ်လို့ဒီလိုသတ်မှတ်ရမယ်လို့ထင်ပါဘုရားမြတ်စွာရဲ့ဒေသနာတော်ထဲမှာလည်းတချို့နိုင်ငံတွေကဇန်နှမျိုးပဲရှိတယ်ဇန်နှမျိုးကဘာတော့ဆိုရင်အယနဲ့ဓာတအယဆိုတာအရှင်သခင်ဓာတဆိုတာကြေးတော်မျိုးကျွန်တော်မျိုးတစ်ချိန်လုံးကမြန်မာပြည်မှာလည်းပဲမင်းမျိုးမင်းနွယ်တွေကိုအရှင်သခင်လို့သတ်မှတ်ပြီးတော့ဂျန်တဲ့အတိုင်းပြည်သားတွေကိုကြေးတော်မျိုးကျွန်တော်မျိုးဆိုပြီးတော့ဒီလိုဇက်ခွဲခြားတဲ့အနေအထားလေးရှိခဲ့နော်အိန္ဒိယနိုင်ငံမှာကျတော့ဒါတော့မကအခြေခံအားဖြင့်သူကဇက်၄မျိုးခွဲထားတယ်ခတ္တိယမင်းမျိုးမင်းနွယ်တွေကဇက်တစ်ခုနောက်ဗြဟ္မဏပုံနာမျိုးပုံနာနွယ်တွေကတစ်ခုဝိတ္တလို့ဆိုတဲ့ဂုံတယ်လေလုတ်အယောင်းဝယ်လုပ်ကြတဲ့ပုံကိုယ်တွေကဇက်တစ်ခုသုဒ္ဓလို့ဆိုတဲ့လုပ်ငန်းမရွေးအကုန်လုပ်ပြီးတော့လောက်ကင်စားတော့ကြတဲ့ဆင်းရဲတဲ့လူတွေကတစုဆိုပြီးတော့လူလောကမှာဘဝအပေးအခြေအနေရလူတွေရဲ့အဆင့်တန်းကိုခွဲခြားသတ်မှတ်လိုက်တာခတ္တိယမျိုးကမွေးတဲ့မြလူတွေကအကုန်မင်းမျိုးမင်းတွေပဲသွားရောတစ်လျှောက်လုံးဒီလူဟာအကျင့်ကောင်းသည်ဖြစ်စေအကျင့်မကောင်းသည်ဖြစ်စေရာသက်ပံသူကခတ္တိယမျိုးတွေဖြစ်သည့်အတွက်ကြောင့်အဆင့်မြင့်တယ်ဇမနမျိုးတွေကမွေးလာတဲ့ပုဂ္ဂိုလ်ကလည်းပဲလူကောင်းပဲဖြစ်ဖြစ်လူမကောင်းတာပဲဖြစ်ဖြစ်တစ်လျှောက်လုံးအကောင်းကြီးပဲသူတို့ကဂုံတယ်လေလုတ်ကမွေးလာတဲ့ပုဂ္ဂိုလ်ကလည်းပဲတစ်လျှောက်လုံးဂုံတယ်လေလုတ်အဆင့်တန်းပဲရသုဒ္ဓဆိုတဲ့သူဆေးမျိုးကမွေးလာတဲ့ပုဂ္ဂိုလ်ကကျတော့တစ်လျှောက်လုံးနင်းပြဘဝပဲအောက်တန်းစားဘဝရောက်တော့ကြဟောတာမျိုးရိုးအလိုက်ဘယ်လိုပဲတရားကျင့်ဘယ်လိုပဲအကျင့်ကောင်းကောင်းဒီပုဂ္ဂိုလ်ဟာထက်တန်းရောက်မလာဘူးဒါလူတွေရဲ့အဆင့်တန်းကိုကမ္ဘာလောကကြီးမှာဒီလိုသတ်မှတ်ပြီးတော့ခွဲခြားလာခဲ့ကြတခြားနိုင်ငံတွေမှာလည်းဒီလိုသတ်မှတ်ခွဲခြားတာမျိုးရှိနိုင်တယ်ပေါ့ဘုရားမြတ်စွာကအဲ့ဒီမျိုးရိုးနဲ့အခြေခံပြီးတော့လူအစဉ်တန်းသတ်မှတ်တဲ့စနစ်ကိုပယ်ဖြတ်ပြီးတော့ကိုချင်းတရားတွေသာလဲလူအစဉ်တန်းဆိုပြီးကိုချင်းတရားနဲ့သတ်မှတ်တယ်ဒါကသိတဲ့ဘာဝကြတယ်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကောင်းတာလို့ရင်လူကောင်းမကောင်းတာလို့ရင်မကောင်းဘူးကမ္မုနာဝတ္တလောဟောတိကမ္မုနာဟောတိဇမနောလူတွေရဲ့လုံရက်ကိုကြည့်ပြီးတော့ဒီလူဟာလူရုပ်ပါလုံရက်ကိုကြည့်ပြီးတော့ဒီလူဟာလူကောင်းလို့ဒီလိုသတ်မှတ်တယ်ဒါဟုတ်တာပေါ့ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်သူများပစ္စည်းကိုခိုးရင်တခိုးပဲပေါ့သူများဥစ္စာကိုလူရတိုက်ခိုက်လို့ရှိရင်ဓမြပဲပေါ့သူ့
ရဲ့လောက်ရအတိုင်းပဲသူကနာမည်ရသူလောက်ထားအတိုင်းပဲနာမည်ရအလုံးသဘောကိုအခြေခံပြီးတော့သူ့ရဲ့လောက်ဆောင်ချက်ကိုကြည့်ပြီးတော့လူရဲ့အစဉ်တန်းဒါကိုခွဲခြားတယ်အဲ့တော့လူလောကဟာကိုချင်းတရားကိုမျက်ွယ်ပြုပြီးတော့အခြားနိလန်းနေနဲ့လူအစဉ်တန်းတွေကိုခွဲခြားနေတာကိုမြတ်စွာဘုရားကဒါမမှန်ကန်ဘူးတဲ့ဒါကြောင့်မို့မြတ်စွာဘုရားသာသနာတော်မှာဘယ်မျိုးရိုးကဝင်လာကိုချင်းတရားကောင်းပြီးတော့ကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဟာအမြင့်ဆုံးအဆင့်အတန်းမြင့်ဆုံးပုဂ္ဂိုလ်တွေဖြစ်လာကြတယ်ဒါမို့ဘုရားမြတ်စွာသာသနာတော်မှာမင်းမျိုးမင်းနွယ်တွေကအစအောက်ထစ်ဆုံးတရားစားအထိဘုရားမြတ်စွာရဲ့သာသနာတော်မှာကိုချင်းတရားကိုသာအဓိကထားပြီးတော့ခွင့်ပြုလာခဲ့တာတဲ့သာသနာတော်ရောက်လာတာနဲ့တကြိုင်နဲ့ကိုချင်းတရားနဲ့ပဲတိုင်းတာတယ်ကျန်တာတွေနဲ့မတိုင်းတာဘူးဟောဒီလိုအဲ့တော့လူလောကကြီးဟာသူရဲ့အစဉ်တန်းတတ်မှတ်လာတာကိုချင်းတရားနဲ့မတတ်မှတ်ဘဲနဲ့ဒီလိုမျိုးရိုးတွေနဲ့တတ်မှတ်လာတာဒါကိုချင်းတရားကိုမျက်ွယ်ပြုလာတာဘယ်လောက်ကြာမလဲလူလောကကြီးဟာနှစ်ပေါင်းများစွာကြာနေပြီနှစ်ပေါင်းများစွာကြာနေပြီမြတ်စွာဘုရားကကဘာဦးကလူသမိုင်းဆိုပြီးတော့အဂိညာသုတ်တံကိုဟောထားတာရှိအဂိညာသုတ်တံဟောထားတာရှိပြန်ပြောင်းပြီးတော့လူသမိုင်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အမတန်ရှည်လျားတဲ့ခေတ်ကာလအပိုင်းတစ်ခုဒီကနေ့ခေတ်တော့သိပ္ပံနိကြဆိုပြီးတော့အင်္ဂလိပ်လိုရေးထားတဲ့သိပ္ပံဆရာကြီးခုခေတ်ပြောတဲ့ဒီဒါဝင်ရဲ့ evolution theory အရလူဟာအဆင့်နှိမ့်တဲ့တတ္တဝါကနေတဖြည်းဖြည်းမြင့်လာတယ်လို့အဲ့ဒီဒါဝင်ရေးတဲ့ The Descendant of Man ဆိုတဲ့စာအုပ်ရှိ The Descendant of Man သူတင်ပြတဲ့အချက်အလက်တွေကသိနောက်ကျသွားတယ်မြတ်စွာဘုရားကကဘာဦးကလူသားတွေရဲ့အကြောင်းကဘာဦးကလူသားတွေဟာဘယ်လိုပေါ်လာတယ်ဆိုတာကိုမြတ်စွာဘုရားအဂိညာသုတ်မှာဟောတာအလွန်စိတ်ဝင်စားစရာကောင်းလူတွေဟာတကယ်ခေတ်ကာလတုန်းကကဘာဦးခေတ်ကာလတုန်းကလူတွေဘလောက်ကောင်းတယ်ဆိုတာဒီသုတ်တံကသိလို့ရတယ်နောက်ပြီးလူတွေဟာဘာကြောင့်ဆိုးဝါးသွားတယ်လဲဆိုတာလည်းဒီသုတ်တံအရာသိနိုင်လူအစဉ်တန်းတွေဟာဘလို့နှိမ့်ချလာတယ်အဲ့တော့မြတ်စွာဘုရားဒီသုတ်တံမှာအနှစ်ချုပ်ကတော့ကိုချင်းတရားသိတာနဲ့လူလောကမှာအမြတ်ဆုံးလောကမှာပုဂ္ဂိုလ်တွေမှာယဟန္တာဖြစ်သွားပြီဆိုရင်လူတွေကယဟန္တာဆိုပြီးတော့ကြည်ညိုကြတယ်လေးစားကြတယ်ဘာကြောင့်လဲဓမ္မကြောင့်ကိုချင်းတရားကြောင့်ယဟန္တာမင်းမျိုးအဖြစ်တဲ့ယဟန္တာမို့ကိုးကွယ်တာမဟုတ်ဘူးပုံနာမျိုးအဖြစ်တဲ့ယဟန္တာမို့ကိုးကွယ်တာမဟုတ်ဘူးပစ္စည်းဥစ္စာချမ်းသာတဲ့ပုဂ္ဂိုလ်မို့ကိုးကွယ်တာမဟုတ်ဘူးသူကျင့်ခဲ့တဲ့တရားတော်ကိုကိုးကွယ်တာအဲ့တော့ဓမ္မကိုကိုးကွယ်ရသို့တော်လည်းဒီကနေ့ခေတ်မှာမျက်စိလည်ပြီးတော့ရုပ်ဝတ္ထုဘက်ကိုလိုက်ပြီးတော့အချင်းကြီးပြီးတော့အကြောင်းရှာနေတာရှိသေးတယ်ဘယ်ဆရာတော်ကြီးပြန်တော်မူသွားရင်ဓာတ်တော်ကြတယ်ဆိုပြီးတော့နော်နောက်ဘယ်ဆရာတော်ကြီးကပြန်တော်မူတော့အယိုးကြီးကခွင်းဆက်ကြီးတို့ချိတ်ဆက်ကြီးတို့ပြောနေကြအယိုးဆိုတာကပြောရမယ်ဆိုရင်ဒါဘုဒ္ဓပေါ့နော်ဒါဘုဒ္ဓဘုန်းကြီးတို့လည်းငယ်ငယ်တော့ကြားဘူးတယ်ယဟန္တာရဲ့အယိုးကချိတ်ဆက်တယ်ဘယ်ဟုတ်မလို့ယဟန္တာမဖြစ်ခင်မွေးကြတဲ့ချိတ်ဆက်မှုချိတ်ဆက်ဖြစ်ရတာဟောယဟန္တာဖြစ်လို့ချိတ်ဆက်ပဲဟုတ်မယုံဓမ္မနဲ့ရိုက်ကြည့်ထားပေါ့ယဟန္တာဖြစ်အောင်ကျင့်ပြီးတော့အယိုးကြီးကပြောင်းပြီးချိတ်ဆက်ဖြစ်သွားမှာမလားမဖြစ်နိုင်ဘူးနော်စာရဲပါတာကမြတ်စွာဘုရားဖျားဖြစ်မဲ့ပုဂ္ဂိုလ်တကယ်ဒီဘဝမှာဖျားဖြစ်တော့မယ်ဆိုလို့ရှိရင်အယိုးကခွင်းဆက်
ပိစိကဗုဒ္ဓဖြစ်မဲ့ပုဂ္ဂိုလ်ကဂျိတ်ဆက်ယဟန္တာကတာမန်လူတွေအတိုင်းပဲဘာမှမထူးစာရဲပါတာကအဲ့လိုပဲပါအဲ့တော့ဘုရားကြတော့ထူးခြားတဲ့ဘုရားလောင်းဆိုတာတဥပဲရှိတာကိုဘုရားပြည့်မဲ့ပုဂ္ဂိုလ်နောက်ဆုံးဘုရားပြည့်မဲ့အဆင့်ရောက်တဲ့ပုဂ္ဂိုလ်ဆိုတူတဲ့ရှိအဲ့တော့ခန္ဓာကိုယ်ရဲ့ structure ကမတူဘူးသူများနဲ့မတူဘူးဒါလည်းမကဘူး32ပါးသောယောက်ျားများလက္ခဏာတွေနဲ့စာလိုက်မယ်ဆိုရင်ဒီပါရမီပုံရိပ်အမတ်တစိတ်တွေကသူများနဲ့မတူဘူးသူကထူးထူးချွန်ချွန်တရားကျင့်ကုသိုလ်ကောင်းမှုတွေလုပ်ထားတဲ့ပုဂ္ဂိုလ်ဆိုတော့မတူပေဘူးနောက်ပိစိကဗုဒ္ဓဆိုတာလည်းပဲဂျိတ်ဆက်ဖြစ်ရအောင်ကသူ့မှာလည်းပဲလက္ခဏာတွေအမှတ်သားလက္ခဏာတွေပါရမီပုံရိပ်တွေသူ့ရဲ့အမှတ်တစိတ်တွေကရှိတယ်သူကလည်းပဲနှစ်သင်္ချေနဲ့ကဘာတသိန်းပါရမီဖြည့်လာတဲ့ပုဂ္ဂိုလ်နဲတာမှမဟုတ်တာအဲ့တော့သူဖြည့်ခြင်းခဲ့တဲ့ပါရမီပုံရိပ်အမှတ်တစိတ်တွေကရှိနေမှာပေါ့ဒါကိုဆိုလိုတာအဲ့တော့ယဟန္တာဖြစ်သွားတဲ့အခါမှာဒီပုဂ္ဂိုလ်ရဲ့ကျင့်ကြံကြိုးကုပ်အထောက်မှုနဲ့သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်သူရရှိသွားတဲ့ဂုဏ်ကိုသာလင်ချိရကြံကြွကြံတဲ့ရုပ်ဝတ္ထုကနေပြီးတော့ဆုံးဖြတ်လို့မရပါဘူးဗျာဆုံးဖြတ်လို့မရဘုရားနဲ့ပိစိကဗုဒ္ဓကထူးခြားတဲ့အသင်္တရဏတွေရှိတာအဲ့တော့ဂျာမန်ပုဂ္ဂိုလ်တွေကဓာတ်တော်ကြာလို့တို့ဘာလို့ဆိုတာတချို့ကမဟုတ်ဘူးဆိုတာသိချတယ်ပေါ့ခုခေတ်ကဓာတ်တော်ဆိုတာတွေကို chemical နဲ့လုပ်တာမျိုးကရှိသေးတယ်နော်ဒီကနေ့မှာမြတ်စွာဘုရားရဲ့ဓာတ်တော်အစစ်ဆိုတာတွေးဖို့တောင်မှအမတန်ခဲရနေဘုန်းကြီးတို့သီရိနိုင်ငံပြန်လာတဲ့အခါသီရိလင်္ကာနိုင်ငံပြန်လာကန်ဒီမှာဆရာတော်ကြီးတီဟိုဆရာတော်ကြီးတစ်ပါးမဟာဝိသုဒ္ဓရာမယကျောင်းလိုက်တဲ့ကိုလံမိုဒေမတကောရမရှိတဲ့ဆရာတော်ကြီးအဲဆရာတော်ကြီးကမကြာခဏဘုန်းကြီးတို့ကိုစာပေခေါ်ပြီးတော့ဆွေးနွေးတယ်သူမရှင်းတာတွေမေးတယ်အဲ့တော့ဘုန်းကြီးပြန်တော့မယ်လို့ဆိုပြီးသွားပြီးတော့နှုတ်ဆက်တော့သူအဲ့ဒီစာပေဆွေးနွေးခဲ့တာတွေကိုကျေးဇူးတင်ပြီးတော့ပြန်ကန်ဒီလက်ဆောင်ပေးတဲ့အနေနဲ့သူတို့เจ้าမှာတဲ့ဆရာအစဉ်ဆက်ကိုးကွယ်ထားတဲ့ဘုရားဓာတ်တော်အစစ်ရှိပါတယ်တဲ့အဲ့ဒါကိုငါရှင်ကိုတဆူပေးလိုက်ပါမယ်ဆိုပြီးတော့တီဟိုကနေပြီးပေးလိုက်တဲ့ဓာတ်တော်လေးကဘာနဲ့တူလို့ဆိုစမ်းစီလေးလို့ဗမာပြည်ကလို့အလုံးနေမဟုတ်ဘူးเนาะဗမာပြည်ကလို့အလုံးနေမဟုတ်ဘူးစမ်းစီကလေးလို့ဟာပြောတယ်အဲ့တော့တီဟိုကဓာတ်တော်နဲ့ဗမာဓာတ်တော်မတူဗမာပြည်မှာတချို့ကဓာတ်တော်ဆိုပြီးတော့ဓာတ်တော်ချိုက်ကနေကောက်ထားတဲ့ကြောက်လုံးလေးတွေသေးလေးတွေအဲ့တော့ဘုရားဓာတ်တော်အမှတ်နဲ့ကိုးကွယ်ရင်အကျိုးမရှိဘူးလားဆိုတာရှိပါဘုရားရုပ်တုတောင်ကိုးကွယ်ရသေးတာပဲကိုးကွယ်လို့မရဘူးမဟုတ်ဘူးသို့တော့ဘုရားဓာတ်တော်အစစ်ရဖို့ဆိုတာအလွန်ခဲပါတယ်ဘုရားဓာတ်တော် artificial ပေါ့အတုကိုးကွယ်လို့လည်းကုသိုလ်ရပါတယ်ကုသိုလ်ရတာတော့အစစ်တို့အာယုံပြုတ်ပြီးတော့ကိုးကွယ်မယ်ဆိုရင်ဘာကုသိုလ်ဘာအာယုံပြုတ်ပြီးရနိုင်တယ်အရေးကြီးတာတော့မြတ်စွာဘုရားရဲ့သီလသမာဓိပညာလို့ဆိုတဲ့ထူးခြားတဲ့ဂုဏ်တွေကိုဆက်ရောက်ဖို့ကအဓိကထားတော့ဒါကစမ်းပြီးလို့ပြောတဲ့ဟာအဲ့ဒါလို့ဒီလူလောကသမိုင်းမှာအခြေခံအကျဆုံးဖြစ်တဲ့ကိုချင်းတရားကိုအဓိကဗလာဒမထားပဲနဲ့ဉာဏ်ဓာတ်တွေနဲ့အစင်တန်းခွဲခြားတာမမှန်ဘူးဆိုတာကိုမြတ်စွာဘုရားကဒီသုတ်တံမှာဟောထားတယ်ခုနကသိပ္ပံဆရာကြီးဒါဝင်ပြောတဲ့ evolution မဟုတ်ဘူးဗုဒ္ဓရဲ့ဝါဒဆိုလို့ရှိရင်ကမ္ဘာလောကကြီးက evolution မဖြစ်ဘဲနဲ့ decline ဖြစ်တယ်လူတွေရဲ့ကိုယ်ချင်းတရားတွေဟာ decline ဖြစ်လာတဖြည်းဖြည်းဆုတ်ယုတ်လာတယ်ပေါ့တိုးတက်လာတဲ့ဆုတ်ယုတ်တာကပိုများတယ်ကဲဒီကနေ့ဒီလူတွေရဲ့ကဘာကြီးဟာဘယ်ပုံပြက်သွားပြီဘယ်ပုံစတော့ဆိုတော့ပြက်တာကိုတော့အကျယ်မပြောတော့ဘူးကဘာကြီးကဘာနဲ့ပြက်တုံးဆိုရင်မီးလောင်လို့လည်းပြက်တယ်
ရေကြီးလို့လည်းပြတ်တယ်လေတိုက်လို့လည်းပြတ်တယ်လေဆိုတာတမန်လေမဟုတ်ရှိသမျှအကုန်လွင့်သွားအောင်ပြင်းထန်တဲ့လေမုန်တိုင်းကြီးတိုက်လိုက်လို့ရှိရင်ရုပ်ဝတ္ထုတွေဘာမှမကြံအောင်အတုံးခဲတွေဘာမှမကြံအောင်လွင့်သွားအောင်တိုက်တဲ့လေမျိုးကဘာကြီးဖြတ်တဲ့လေမီးကလည်းပဲပြားတောင်မကြံအောင်လောင်လိုက်တဲ့မီးရေကလည်းပဲအကုန်လုံးလွှမ်းပြီးတော့အတုံးခဲတခုမှမကြံအောင်ဖြတ်စည်းတဲ့ရေနော်ကဘာဖြတ်အရာအင်အားစုကြီး၃ခုကရေရယ်လေရယ်မီးရယ်အဲ့ဒီ၃ခုတွေကတခုခုဖြတ်သွားလို့ဒီကနေ့လူတွေရဲ့ကဘာကြီးတစ်ခုလုံးဟာပျောက်သွားဟောဒီဗဒ္ဒကဘာကကုသန္တမြတ်စွာဘုရားမတိုင်ခင်ကလူလောကလူကဘာကြီးစัจ java လာ1000တပြိုင်နဲ့တခါလဲပျောက်သွားကဘာလောကကြီးအလေကပျောက်သွားပြီဘာဖြစ်တယ်ဆိုရင်အာကာသဟင်းလင်းမြေကြီးပဲရှိတယ်အဲ့ဒါလို့ကဘာကြီးပြက်နေပြီဆိုလို့ရှိရင်လူသားတွေပဲရောက်ကုန်တော့ဆိုတော့ကဘာမပြက်ခင်ကတည်းကကဘာပြက်တော့မယ်ဆိုတဲ့သတင်းစိုးကြီးကပေါ်နေတော့လူတွေဟာကြောက်เสียရှိရင်ကြောက်တတ်သည့်အတွက်ကြောင့်ကိုချင်းတရားတွေပိုကောင်းပြီးတရားဓမ္မတွေကျင့်ကြလို့တည်တဲ့အခါမြမပြေဖြစ်ကုန်ရတယ်လို့ပြောမေတ္တာဘာဝနာပွားပြီးတည်တဲ့အခါဘယ်ရောက်တော့ဆိုအာဘတ္တရမြမပြေကိုရောက်သွားကြတယ်အဲ့ဒီအာဘတ္တရမြမဘုံရောက်တဲ့အချိန်မှဟောဒီကဘာကြီးကပျက်စီးသွားဘာမှမကြံအောင်ပျက်စီးသွားပျက်စီးသွားပြီးတော့နောက်ဒီကဘာကြီးကဘယ်ပုံပြန်တည်လာတော့ဆိုရင်မိုးကြီးမရက်မနားရွာလိုက်တာရွာချလိုက်တဲ့မိုးဟာအာကန္တလာဟာပြင်ကြီးထဲမှာရွာချတဲ့မိုးဖြစ်လို့အောက်ကလေတူကြီးကခံထားတော့မိုးပေါက်ကြီးတစ်ခုတည်းဖြစ်တယ်ဒါကဒီကဘာလုံးကြီးဖြစ်လာဖို့အတွက်မိုးရေပြင်ကြီးတစ်ခုတည်းဖြစ်လာအဲ့ဒါလို့ဖြစ်လာတဲ့အချိန်မှာနှစ်ပေါင်းများစွာကြာလာပြီဆိုတဲ့အခါမှာဟောဒီကဘာကြီးကအလင်းအောင်မရှိဘဲနဲ့လုံးဝမဲမှောင်နေတယ်ရေပြင်ကြီးပဲဖြစ်နေတယ်အဲ့ချိန်ရေပြင်ကြီးကလွှမ်းနေတယ်ကုန်းဆိုတာတခုမှမပေါ်သေးဘူးအဲ့ဒီချိန်မှာရေပြင်ကြီးကလွှမ်းပြီးတော့မှောင်တိဖြစ်နေတဲ့အချိန်အဲ့ဒီချိန်မှာလူသားတွေစပေါ်လာလူသားတွေပဲပေါ်စပေါ်တော့ဆိုရင်ဘယ်ကလာတော့ဆိုလို့ရှိရင်ခုနအဘတ္တရဘုံရောက်သွားတဲ့ဇမားတွေတဲကနေပြီးတော့တက်တန်းစိတ်တဲ့ဇမားတွေကစွတ်တေစိတ်ကြပြီးတော့ဟောဒီလူဘုံလူဌာနဖြစ်လာမဲ့အာကာသလေဟာပြင်ကြီးထဲမှာရေပြင်ကြီးဖြစ်နေတဲ့မောင်မဲနေတဲ့နေရာတစ်ခုပေါ်မှာကောင်းကင်မှာလာပြီးတော့တတ္တဝါလာဖြစ်ကြတယ်အဲ့ဒီပုဂ္ဂိုလ်တွေကဇမားတွေလူပဲသူတို့မှာသူတို့ရဲ့ခန္ဓာကိုယ်ကစိတ်ဓာတ်ကဖန်ဆင်းထားတဲ့ခန္ဓာကိုယ်မနောမယတယံပပကိုယ်ရောင်ကိုယ်ဝါတွေနဲ့ခန္ဓာကိုယ်ကထွက်တဲ့ကိုယ်ရောင်ကိုယ်ဝါတွေနဲ့အစားအစာကလည်းပိဋိဘက်ခသူတို့စိတ်ထဲမှာအမြဲတမ်းပြောနေတော့ပိဋိပဲစားနေကြတယ်ပိဋိတာနဲ့အစာဆိုတာတခြားအစာမရှိဘူးလို့ပြောတာနော်ကျင့်တဲ့နှစ်ပျော်ရွှင်ပြီးတော့ဒီလိုနေကြတယ်အန္တလိခဆိုတာသူတို့နေတဲ့နေရာအောက်ကရေပြင်ကြီးနဲ့ကောင်းကင်ဒါပဲရှိတယ်အဲ့ဒါကြောင့်မလို့သူတို့နေတဲ့နေရာကကောင်းကင်ပြင်မှာပဲနေကြဒါပထမဆုံးလူသားတွေပထမဆုံးလူသားတွေဟာမနောမယစိတ်ကနေဝေးဖွာလာတဲ့ရုပ်ခန္ဓာအမတန်နုညံ့သိမ်မွေးတဲ့ရုပ်ခန္ဓာတယံပပကိုရောင်ကိုဝါတွေနဲ့ကိုယ်ပိုင်အလင်းရောင်တွေနဲ့နေကြတယ်ပိဋိဘက္ခပိဋိဆိုတဲ့အစာကိုစားတယ်အန္တလိခဆိုတာကောင်းကင်ဘုံမှာသွားလာနေကြတယ်နှစ်ပေါင်းဘလောက်ကြာလဲဆိုတော့မပြောနိုင်တော့အောင်နှစ်ပေါင်းများစွာဒါကဘာဥကလူသားတွေရဲ့အဆင့်တန်းဟာကြည့်နော်ကောင်းကင်သွားတယ်ပိဋိကိုသာစားတယ်ကိုရောင်ကိုဝါတွေနဲ့နေကြတယ်ဟောအဲ့ဒီအဆင့်တန်းပထမဆုံးလူသားတွေဒါဖြစ်မှာမဟုတ်ဘူးသူတို့ကလူသားတွေနောက်နှစ်ပေါင်းကြာတဲ့အခါကျတော့ဘာဖြစ်လာလဲလို့ဆိုတော့ခုနကမ္ဘာမြေပြင်ရေပြင်ကြီးကဘာဖြစ်လာတော့ဆိုဒါနှစ်ပေါင်းကြာတဲ့အခါကျတော့ရာသီဥတုကြောင့်ပြောင်းလဲမှုတွေဖြစ်လာ
ရေပြင်ပေါ်မှာဘာဖြစ်လာတော့လို့ဆိုနွားနုကိုကြိုထားပြီးတော့အေးခံလိုက်တဲ့အခါမှာအပေါ်မှာမလိုင်လေးတွေတက်လာတာရှိတယ်ပါရှိပါတယ်ဗျာအဲ့ဒါလိုပဲရေပြင်ပေါ်မှာမလိုင်တက်တယ်လို့ပဲအမာလေးတက်လာတယ်ဖြည်းဖြည်း cream ခေါ်တဲ့အမာလေးတွေတက်လာအဲ့ဒါလိုရေပြင်ပေါ်မှာအပေါ်ယံကြောလေးတင်းလာအပေါ်ယံကြောလေးတင်းလာတဲ့အခါကျတော့ကောင်းကင်မှာလှည့်လည်သွားလာနေတဲ့လူသားမျိုးတွေကဘာဥလူသားတယောက်ကကိုဘွားတော့ကလည်းသူကစူးစမ်းတတ်တဲ့ဓလေးရှိတယ်ပေါ့အခုကျတော့လေအဲ့ဒီရေပြင်ပေါ်မှာအခုလိုမလိုင်တက်တယ်လို့တက်နေတဲ့အရာလေးကိုသူကမြင်တယ်အစင်းရောင်ကထောပတ်နဲ့အလားတရာတူတယ်အနံ့ကလည်းပွေးချိုင်နေတယ်အဲ့တော့သူကအစင်းလေးကလည်းလှတယ်အနံ့လေးကလည်းကောင်းတယ်အရသာဘယ်လိုရှိမလဲလို့လက်ကလေးနဲ့တို့ပြီးတော့ရက်ကြည့်တယ်ရက်ကြည့်တဲ့အခါကျတော့အရသာကလည်းပြားရည်ရတာလို့အမတန်ချိုးတယ်ချိုးတော့သူရက်ကြည့်လိုက်တဲ့အခါရှားဝတင်လိုက်တဲ့အခါမှာအရသာတစ်မျိုးသူခံစားရတယ်ပေါ့အရင်တော့ကတော့ပီတိနဲ့နေတာလေအစာမစားဘူးဒါပထမဆုံးတွေ့ကြုံတစ်ခုပဲပထမဆုံးတွေ့ကြုံတစ်ခုအဲ့ဒါလေးကိုရက်ကြည့်လိုက်တဲ့အခါတကုတ်လုံးစိတ်သွားပြီးတော့အရသာတစ်မျိုးခံစားရတော့သူကြိုက်သွားတယ်ဘာဖြစ်တာတော့ဆိုစားကျင်တဲ့တဏှာအာတာတွေဝင်လာတယ်တဏှာထပ်ပေါ်လာတယ်လို့ပြောတာဒါဒီချိန်မှာအစာစားလို့တဲ့တဏှာဓာကထပ်ပြီးဝင်လာတယ်အဲ့တော့သူ့ကိုနမူနာယူပြီးကြံတဲ့လူတွေကလည်းဟေ့တကယ်ချင်းဘာလုပ်တာတော့ဒီမဲ့ဒါလေးမြေးချီစံကောင်းတယ်မင်းရက်ချီစံဟိုတူကလာလက်ချောင်းလေးနဲ့တို့ရက်ချီဒီတူကလာလက်ချောင်းလေးနဲ့တို့ရက်ချီနေရက်ကြည့်ရင်ကနေပြီးတော့အရသာရှိမှန်းသိလာတဲ့အခါကျတော့လက်နဲ့ကောပေါ်ပြီးတော့စားကြတဲ့အဆင့်ရောက်လာကြတယ်တယောက်ပြီးတယောက်တယောက်ပြီးတယောက်လူဆိုတာတယောက်လို့ရင်လိုက်လုံးတတ်တဲ့အကျင့်ရှိတယ်လေအဲ့ဒါစားလိုက်ကြတာဘာဖြစ်သွားတော့ဆိုပီတိရင်စားနေတော့ကခန္ဓာကိုယ်ကအယောင်တွေထွက်တယ်တဲ့အဲ့ဒီရတပထဝီလို့ခေါ်တဲ့ရေပေါ်စီလေးကိုစားလိုက်တဲ့အခါကျတော့ဘာဖြစ်လာတော့ဆိုခန္ဓာကိုယ်ကအယောင်တွေပျောက်ကုန်ဘာဖြစ်လို့အစာစားတဲ့အခါကျတော့ခဏမနောမယဆိုတဲ့စိတ်နဲ့ဖန်တီးထားတဲ့ရုပ်ကိုယ်ကြီးကကျန်းလာတဲ့အခါကျတော့အယောင်တစ်ဖြည်းဖြည်းမှိန်သွားတယ်လို့ဒီလိုဆိုနော်ကဲလူသားတွေဟာကြည့်ငကိုယ်တော့ကကိုရောင်ကိုဝါတောက်ပနေတဲ့လူသားတွေဟာအယောင်ပျောက်သွားတယ်ဘာကြောင့်အယောင်ပျောက်အစာစားခြင်းနဲ့တဏှာကြောင့်ပျောက်တာတဲ့ကဲဟုတ်ကဲ့လားဟုတ်ပါဗျာတဏှာဆိုတဲ့ဒီသဘာဝတရားဝင်လာတာဟာလူခန္ဓာကိုယ်ကကိုရောင်ကိုဝါတောင်ပျောက်သွားစေနိုင်တယ်အဲ့ဒီတော့ပျောက်သွားရောပျောက်သွားပြီးတော့အဲ့ဒီရတပထဝီဆိုတဲ့မြေစီကိုစားပြီးတော့လူတွေဟာနှစ်ပေါင်းအကြာကြီးဒီတိုင်းဆက်ပြီးတော့သွားနေကြတယ်အဲ့တော့ကိုရောင်ကိုဝါဒီပျောက်သွားတဲ့အခါဘာဖြစ်လဲမှောင်ကြီးကျသွားအမှောင်ကြီးကျသွားတော့သူတို့လန့်သွားတယ်ဟောကြောက်ကြအဲ့ဒီအချိန်မှာကဘာကြီးကပြန်ပြီးတော့တီထွန်းလာတယ်အံ့ဩစရာကောင်းတဲ့အလင်းရောင်ရှိတဲ့နေကြီးတစ်ခုပေါ်လာတယ်ဟောသူတို့ရဲ့ကံကြမ္မာကြောင့်အရှိကခုခေတ်လို့ဆိုရင်ဂျိုးတစ်ခုပေါ့နော်ကောင်းငင်ကနေပြီးအယောင်ဝါရှိတဲ့နေကြီးပေါ်လာတယ်နေကြီးပေါ်လာလို့သူတို့စိတ်ထဲမှာရဲဝတ်တဲ့စိတ်တွေပေါ်လို့နေကိုသူရိယလို့နာမည်ပေးထားတာသူရဆိုတာရဲရဲနဲ့ဆိုတဲ့အဓိပ္ပာယ်ပဲရဲရဲမှုကိုဖြစ်စေတတ်သောကြောင့်သူရိယရဲရဲစေတဲ့အလင်းရောင်ပဲဟောအလင်းရောင်ကြီးပေါ်လာတော့သူတို့အင်အားတွေတက်ကြွပြီးတော့လူတွေကရဲရဲဝံ့ဝံ့ဖြစ်လာကြနေကြီးကလည်းထွက်လာပြီးတော့တဖြည်းဖြည်းနဲ့ဝင်သွားညနေချိန်ဝင်သွားတဲ့အခါအလင်းရောင်ကပျောက်သွားအမှောင်ပြန်ရောက်လာမှောင်ပုံရတဲ့အခါကျတော့လူတွေကတောင်းတကြတယ်နေ့လယ်ကအဲ့ဒီအလင်းရောင်ကြီးတစ်ခုရရင်ကောင်းပါပဲဆိုပြီးတော့နေလောက်မတောက်ပတဲ့အေးချမ်းတဲ့လဆိုတာပေါ်လာခဲ့တယ်လူတွေရဲ့ဆန္ဒအရာပေါ်လာတာမို့ဆန္ဒကနေဆန္ဒလဆိုတာဖြစ်လာတယ်ဟောဒါကဘာဥက
နေရီလာတွေပေါ်လာတာနဲ့တပြိုင်နက်နက်ခတ်တွေတာယာတွေကောင်းကင်ကြီးတစ်ခုလုံးမှာအလင်းရောင်တွေပေါ်လာခဲ့ကြတယ်အဲ့ဒါလူလောကကြီးကစတင်လာတဲ့သဘောပါတဲ့အဲ့ဒီချိန်ကကဘာဦးလူသားနောက်ဒီလိုနဲ့လူတွေဟာမြေစီကိုစားရင်နဲ့ခန္ဓာကိုယ်ယုတ်ကြီးရတဖြည်းဖြည်းကျန်းတယ်ကျန်းလာတယ်ကျန်းတယ်ကျန်းလာတဏှာတွေကလည်းစားခြင်းနဲ့အာသာတွေကလည်းပို့ပြီးတော့များလာကြအဲ့ဒီတဏှာဆိုတဲ့အဓမ္မတရားထွန်းကားလာသည့်အတွက်ကြောင့်ဘာဖြစ်သွားတော့ဆိုမြေစီကတဖြည်းဖြည်းနဲ့ကွယ်သွားဒါကဘာကြီးရဲ့ပြောင်းလဲမှုလည်းဖြစ်နိုင်တယ်ပေါ့နော်ရာသီဥတုပြောင်းလဲမှုတဖြည်းဖြည်းပြောင်းလာသူတို့ရဲ့တဏှာကြောင့်ဒါပြောင်းလဲသွားတယ်။ဘာတွေပြောင်းလာတော့ဆိုမြေစီကွယ်သွားတဲ့အခါကျတော့မြေလွှာဆိုတာပေါ်လာတယ်ဘူမိပတ္တကလို့ခေါ်တယ်။မှုပွင့်နေလို့မြေလွှာတွေပေါ်လာတယ်။အဲ့ဒီမြေလွှာကလည်းအယောင်ဆင်းကထောပတ်ရောင်ပဲတဲ့အနားကလည်းမှုကြိုင်တယ်အရသာကပြားရည်ရတာလို့ချိုးတယ်ရေစီကုံသွားတော့လူတွေကညီးကြတယ်သိကောင်းတဲ့အရာသာတို့ပျောက်သွားပြီတို့မကောင်းတဲ့စိတ်တွေကြောင့်မို့လို့ဒါပျောက်ရတယ်လို့ဆိုပြီးတော့ဝိုင်းပြီးညီးညူကြတော့သူတို့ကံအားလျော်ဆိုတာမြေလွှာကြီးတွေပေါ်လာတဲ့အခါမြေလွှာကိုဆက်ပြီးတော့စားကြတယ်ကြည့်မရနိုင်တော့ဘူးလူတွေကအစာအာဟာရပေါ်မှာတတ်မဲ့လို့မရနိုင်ကြတော့မရနိုင်တာခဏအထိရက်လို့ရရလားမရဘူးခုဆိုရင်လူတွေစားတဲ့အစာတွေကဘယ်လောက်ဆန်းလို့နော်တဖြည်းဖြည်းတိုးချဲ့လာတယ်လူတွေကအစားအစာရက်သွားတယ်မရှိဘူးငါးတောင်မှဘယ်လောက်မျိုးစုံလို့ဟုတ်လားရိုးရိုးငါးပဲမစားဘူးစီးဖုဆိုပြီးတော့ကပင်နဲ့ငါးတွေမျိုးစုံကိုအုံစားကြံ့ကြံ့မှန်စားတယ်မစားတဲ့အစာမရှိသလောက်ဖြစ်သွားပြီတဖြည်းဖြည်းတိုးချဲ့လာပုံပြောပါတယ်လူတွေကအဲ့တော့ရေလွှာကိုစားပြီးတော့လူရဲ့တက်တန်းဟာရှိကြစွာဒီလိုနှစ်ပေါင်းများစွာနေကြတယ်ခန္ဓာကိုယ်ကလည်းရုပ်ကပိုပြီးတော့ကြမ်းလာတယ်ရုပ်ခန္ဓာကိုယ်ကြီးကပိုကြမ်းလာတယ်အဲ့တော့ပိုကြမ်းလာတဲ့အခါကျတော့တဏှာတွေကလည်းပိုပြီးတော့များလာတယ်စားခြင်းနဲ့အာသာဆန္ဒတွေပိုကြီးလာတယ်ဒါနဲ့မြေလွှာကလည်းတဖြည်းဖြည်းနဲ့ပျောက်သွားပြန်ပျောက်သွားပြီးတော့ဘာတွေ့တော့ဆိုပဋ္ဌာလတ္တာဆိုတဲ့မြေနွယ်ကွန်းနွယ်တွေလို့မြေကြီးပေါ်မှာနွယ်ပင်တွေလို့ဟာမျိုးပေါ်လာအဲ့ဒီနွယ်တွေကလည်းပဲတဲ့အယောင်ကထောပတ်လိုပဲတဲ့အနံ့ကမှွေးကြိုင်တယ်စားကြည့်လို့ရှိရင်ချိုးတယ်တဲ့ပြားရည်လို့အဲ့တော့ရေလွှာတွေကုန်သွားတော့မြေနွယ်ကိုဆက်ပြီးတော့စားကြပြန်တယ်စားလို့တဲ့စိတ်ကမကုန်ကြဘူးဆက်ပြီးတော့စားကြတဲ့အခါလူရဲ့ခန္ဓာကိုယ်တွေကပို့ပြီးတော့ကျန်းလာတော့ဘာတွေဝင်လာတော့ဆိုလို့ရှိရင်လူတွေမှာဘာတွေဖြစ်လာတော့ဆိုရင်လူရဲ့ခန္ဓာကိုယ်တွေရုပ်တွေကကြမ်းတမ်းလာတော့လှတဲ့လူကလှတယ်မလှတဲ့လူကမလှဘူးဆိုပြီးတော့လှမလှကွဲလာတဲ့အခါဘာဖြစ်တော့ဆိုရင်မလှတဲ့လူကလှတဲ့လူပေါ်မှာမမောက်မနာလို့တယ်လှတဲ့လူကမလှတဲ့ပေါ်မှာမာနချီးတယ်မာနတွေတက်လာတယ်ခဏတဏှာပြီးတော့ဘာဖြစ်လာတော့မာနအကုသိုလ်တစ်မျိုးဝင်လာပြန်တယ်ပြန်ပြီးတော့လူတွေအဲ့ဒါလိုကနေပြီးတော့လူရဲ့အစားအစာတွေကပြောင်းသွားရင်နောက်ဆုံးမှာမြေလွှာတွေမြေနွယ်တွေကွယ်သွားတဲ့အခါကျတော့ဘာပေါ်လာတော့ဆိုလို့ရှိရင်မချက်ရတဲ့တလေးစပါးအပင်ကနေတီးတယ်အပေါ်ကအခွန်မပါဘူးခွဲမပါဘူးစပါးသီးတီးပေးတယ်ပေါ့အဲ့ဒီစပါးသီးကအသားလေးအသီးလေးတွေကိုချွေစားရုံပဲအဲ့ဒါလိုနည်းနဲ့စားကြလူတွေကအစာကိုရက်လို့မရတဲ့အတွက်ကြောင့်ဆက်ပြီးတော့စားကြအဲ့ဒီအသီးစားတဲ့အခါကျတော့စပါးတွေကိုစားတဲ့အခါကျတော့ခုနကပြောတဲ့လူရဲ့ရုပ်ခန္ဓာကိုယ်ကလည်းပို့ပြီးတော့ကျန်းလာတယ်လှတာမလှတာလည်းပို့ပြီးတော့ကွဲပြားလာတယ်ကွဲပြားလာတဲ့အတွက်ကြောင့်လှသူကမလှသူပေါ်မှာမာနတွေပို့ထားလာတယ်အကုသိုလ်တွေကပို့ပြီးတော့နှောပို့လာတဲ့အတွက်ကြောင့်လူသားတွေရဲ့အခြေအနေဟာဒီလိုဆောက်ရုပ်သွားလိုက်တာမာနတွေကိုလည်းဖြစ်တဲ့အတွက်ကြောင့်ဒီတလေးစပါးတွေစားရင်နဲ့လူတွေဘာဖြစ်လာတော့ဆိုလို့ရှိရင်
ပုံပန်းတဏ္ဍာနေပြောင်းလာဗြဟ္မပြည်သွားတော့ကအမျိုးသမီးကနေတရားကျင့်ပြီးဗြဟ္မပြည်ရောက်သွားလို့အမျိုးသမီးဖြစ်မဲ့ကံမကုန်သေးတဲ့ပုဂ္ဂိုလ်ကအဲ့ဒီတလေးဆံစားရင်ကနေပြီးတော့အမျိုးသမီးဖြစ်သွားအမျိုးသားဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းတလေးဆံစားတဲ့အဆင့်ရောက်တဲ့အခါကျတော့အမျိုးသားဖြစ်သွားတယ်ဟောခုနတုန်းကလှမလှရင်ကွဲတာအခုကျတော့အမျိုးသားအမျိုးသမီးဆိုပြီးတော့စိုက်ကကွဲသွားပြန်အဲ့ဒီအချိန်မှာစပြီးတော့လူလောကဟာစိုက်မတူတာပေါ်လာမတူတာပေါ်လာတဲ့အချိန်ကျတော့ဘာတွေဖြစ်ကုန်တော့ဆိုတော့ဟုတ်လားအမျိုးသားအမျိုးသမီးတွေလိင်ကိစ္စတွေရှုပ်ကုန်တယ်ပေါ့ဒါပဲအဲ့ဒါလို့ဖြစ်လာတဲ့အနေအထားမျိုးရောက်သွားတယ်နောက်ပိုင်းကျအစာတွေစားရင်နဲ့လူလောကကြီးဟာတဖြည်းဖြည်းရှုပ်ထွေးလာလို့အမျိုးသားအမျိုးသမီးကိစ္စတွေဖြစ်လာတဲ့အခါကျတော့တော်တော်များများကဒီကိစ္စကိုလက်မခံကြဘူးသိထူးဆန်းနေတယ်ဗျာလက်မခံနိုင်သည့်အတွက်ကြောင့်ခဲနဲ့ပြစ်ကြာနဲ့ပြစ်ရှိတာတွေနဲ့ကောက်ပြစ်ကြတယ်ပေါ့ရှိတာတွေနဲ့ကောက်ပြီးတော့ကဲ့ရဲ့ရှုပ်ချပြီးတော့ပြစ်ကြတာအဲ့ဒါကိုအကြောင်းပြုပြီးတော့တဲ့ဒီကနေ့ခေတ်မှာမင်္ဂလာဆောင်အိမ်ခဲနဲ့ထုတယ်ဆိုတဲ့အခါဘာကြောင့်ထုတယ်ဆိုတာမသိပဲနဲ့အခုထုနေကြတာရှိသေးတယ်ပေါ်တော်ရွာတွေမှာရှိသေးတယ်ဒီအစဉ်လာလို့ဆိုတယ်နောက်ပိုင်းကျတော့ဒီကိစ္စတွေဖုံးကွယ်ဖို့ဆိုပြီးတော့အိမ်တွေပါတွေဆောက်လာကြတယ်ငါကတော့အိမ်တို့ပါတော့လိုအပ်တာမဟုတ်ဘူးလေဒီလိုနေကြတာပဲနောက်ဆုံးမှာအိမ်တွေပါတွေဆောက်လာကြတယ်အဲ့တော့လူလောကဟာခဏခေတ်ပုံစံတစ်ဖြည်းဖြည်းရောက်လာတယ်လို့ဒီလိုဆိုတော့ဘာကြောင့်ရောက်လာတော့လို့တရားခံရှာပြီးတော့ကြည့်မယ်ဆိုရင်နံပါတ်1ကအစာစားလို့တဲ့တဏှာနံပါတ်2ကလှသူနဲ့မလှသူကွဲသွားတာကိုအကြောင်းပြုပြီးမာနဟောနောက်ပြီးတော့ကာမရာဂဒါတွေကြောင့်မလို့ဒီအခြေအနေတွေရောက်လာအဲ့တော့ရောက်လာတဲ့အခါနောက်ပိုင်းဘာတွေဖြစ်လာတော့လို့ဆိုတော့တလေးစပါးတွေကလည်းပဲအခွန်တွေထက်လာဖွဲတွေလည်းပါလာခူးတဲ့နေရာနောက်ထပ်ပြန်မပေါ်တော့ဘူးလူတွေကလည်းပဲခါတိုင်းဆိုလို့ရှိရင်မနေ့စာဆိုရင်စားကျင်တဲ့အချိန်လေးမှာသွားယူပြီးတော့စားလိုက်တယ်အခုစားကျင်တော့အခုသွားစားလိုက်တယ်မိဖို့ညာဆိုတာတိတ်ထားတာမလုပ်ဘူးနောက်ပိုင်းကျတော့ပြင်းတဲ့လူတွေကမလုပ်တော့ဆိုရင်ခဏခဏအစာသစ်ပင်ကိုသွားမနေတော့ဘူးတလေးပင်ရှိရကိုသွားမနေတော့ဘူးဆိုပြီးတော့အပိုတွေယူလာပြီးတော့တိတ်ထားတဲ့အလေးချင်းတွေပေါ်လာအဲ့တော့ပစ္စည်းပိုင်ဆိုင်ခြင်းတဲ့ဟာတွေပေါ့ပိုင်ဆိုင်မှုတွေကိုလှုပ်ချင်တဲ့ဒီတဏှာတွေပေါ်လာတော့ तू ကအပိုခူးလာပြီးတော့တိတ်နေမနေ့စာသွားစားရင်ကနေပြီးညနေစာဖို့ဆိုယူလာခဲ့တဲ့အပိုဒါလည်းမကဘူးနောက်တစ်ရက်စာအတွက်နောက်2ရက်စာအတွက်3ရက်စာအတွက်4ရက်စာအတွက်တစ်ပတ်စာအတွက်ဆိုပြီးယူလာကုန်ကြကျန်တဲ့လူတွေကလည်းသူ့အတူယူပြီးတော့ तू ကလည်းတစ်ရက်စာငါလည်း2ရက်စာ तू ကလည်းတစ်ပတ်စာငါလည်းတစ်ပတ်စာနဲ့ယူကုန်ကြအဲ့ဒီလိုယူလာတဲ့အခါကျတော့တလေးပင်တွေကလည်းပဲလူတွေအကျင့်ပြတ်တာကိုလိုက်ပြီးတော့တလေးပင်တွေကလည်းအကျင့်ပြတ်ကုန်တော့လွယ်လွယ်နဲ့ပြန်ပြီးတော့တီးမပေးတော့ဘူးတဲ့အဆန်လေးမှာအပေါ်ကနေပြီးတော့အခွန်တွေထက်လာတယ်ဖွဲတွေထက်လာတယ်ယူတဲ့နေရာမှာရုပ်တရက်ပြန်ပြီးတော့အစာမထိုးတော့ဘူးအဲ့ဒီလိုအခြေအနေစိုးတွေဖြစ်လာဒါရင်မကဘူးနောက်ပိုင်းကျတော့ဘာဖြစ်လာလို့ဆိုတော့လူတွေကဒီလိုယူပြီးတော့တိမ့်ထားတဲ့အလေးချင်းတွေပေါ်လာတဲ့အခါကျတော့ကဲဒါကမင်းအပိုင်းဒါငါအပိုင်းဆိုပြီးတော့အပိုင်းခွဲပြီးတော့ share လုပ်ပြီးပိုင်ဆိုင်မှုတွေလောက်လာကြပြန်ပိုင်ဆိုင်မှုဆိုတာကြည့်လေဒါငါအတွက်ဆိုကိုကျိုးရှာတဲ့စိတ်ပဲလေဒါငါအတွက်မင်းလည်းမဆိုင်ဘူးဆိုတဲ့အဲ့ဒီစိတ်ဓာတ်တွေဝင်လာတဲ့အခါကျတော့ဘာဖြစ်လာတော့အပိုင်းတွေခွဲလာတဲ့အခါကျတော့အဲ့ဒီထဲမှာအကျင့်ဆိုးတဲ့ပုဂ္ဂိုလ်တယောက်က
ကိုယ်အပိုင်းကိုမယူဘဲနဲ့ကိုယ်အပိုင်းကိုကာကွယ်တဲ့အနေနဲ့သူများအပိုင်းကနေတိတ်တဆိတ်ခိုးတယ်။ခိုးတာပါလား။နော်ကိုယ်အပိုင်းကဟာကုံသွားမှဆိုတာနဲ့သူများအပိုင်းကဟာခိုးယူလိုက်တယ်။ခိုးယူလိုက်တဲ့အခါကျတော့ဟာမင်းဘာလုပ်တာတော့ဆိုခိုးတာဆိုတာသိတော့ပြစ်တင်ရှုတ်ချကြတာပေါ့မင်းမတော်ဘူးမဟုတ်တာလုပ်တယ်မဟုတ်တာလုပ်တယ်တစ်ချိန်လည်းအဲ့လိုပြောနှစ်ချိန်လည်းပြောသုံးချိန်မြောက်ခိုးတဲ့အခါကျတော့ဝိုင်းရိုက်ကြတယ်နှက်ကြတယ်ပါလာတယ်ကြည့်ခိုးမှုပေါ်လာတယ်ရိုက်မှုနှက်မှုတွေပေါ်လာတယ်ထုတ်ဓာတ်တွေကိုင်းလာကြတယ်အဲ့ဒီကြတော့အဖြည်းဖြည်းဒါလူလောကကြီးကဒီလိုလာတာဒါ evolution လို့ပြောလို့မရဘူးလေဆုပ်ယုတ်လာပထမဆုံးကတကယ်လူသားတွေဟာတကယ်အစစ်မြင့်တဲ့ဂျမားတွေလူကောင်းကင်ဘုံမှာကောင်းကင်ပြန်ပြီးတော့နေနိုင်တဲ့ကိုယ်ရောင်ဘဝနဲ့နေနိုင်တဲ့လူတွေကတဖြည်းဖြည်းပါဝါတွေရော့ကျပြီးတော့အစစ်နှိမ့်လာအဲ့ဒီပုံစံမျိုးဖြစ်လာတယ်အဲ့ဒီလိုခုံးမှုတွေပေါ်လာတဲ့အခါကျတော့လူတွေကတိုင်ပင်ဆွေးနွေးကြတယ်ဒီတိုင်းဆိုရင်တော့မဖြစ်တော့ဘူးတို့မှာအုပ်ချုပ်တဲ့လူရှိဖို့လိုလာပြီဆိုပြီးအဲ့ဒီထဲမှာပညာလည်းအရှိဆုံးအရေးချင်းလည်းရှိဆုံးစိတ်ကောင်းလည်းအရှိဆုံးရုပ်လည်းအချောဆုံးဆိုတဲ့အုပ်ချုပ်နိုင်စွမ်းရှိတဲ့ပုဂ္ဂိုလ်တယောက်ကိုရွေးကြတယ်ရွေးပြီးတော့သူဘာပြောတော့ဆိုရင်အပြစ်လုပ်လို့ရှိရင်အပြစ်ကိုဒီပုဂ္ဂိုလ်ရဲ့အပြစ်ကိုဖော်ထုတ်ပါဖော်ထုတ်ပြီးတော့အပြစ်ဒဏ်ပေးပါနှင်ထုတ်ပါဆိုတဲ့ဒီလုပ်ငန်း၃ရပ်ကိုအမိန့်ချပြီးတော့လုပ်နိုင်ဖို့ဆိုပြီးတော့ပုဂ္ဂိုလ်တယောက်ကိုဝိုင်းပြီးတော့လူကြီးအရာတင်မြောက်ကြတယ်အဲ့ဒါကိုမဟာတမ္မတလို့ခေါ်လူတို့တွေကနေဝိုင်းပြီးတော့တင်မြောက်လိုက်လို့တမ္မတလူတွေကသမုတ်ထားတဲ့မင်းဆိုတာအဲ့တော့တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေကအဲ့ဒီချိန်ကစပေါ်လာဒါမင်းရဲ့အစပဲအဲ့ဒီပုဂ္ဂိုလ်ကိုသမ္မာခိတပံခိယအပြစ်ကိုဖော်ထုတ်နိုင်တာကိုဖော်ထုတ်ပါသမ္မာဂရဟိတပံဂရဟအပြစ်ဒဏ်ကိုချမှတ်တဲ့နာချမှတ်ပါသမ္မာပပ္ပဇနိယံပပ္ပဇနှင်ထုတ်เสียရှိရင်နှင်ထုတ်ပါလူအတိုင်းဝိုင်းတဲ့လူဆိုးတွေမကောင်းတဲ့အကျင့်ပြတ်တဲ့လူတွေမထားပါနဲ့ဆိုပြီးတော့တာဝန်ပေးခံရတဲ့ပုဂ္ဂိုလ်ကိုမဟာတမ္မတလို့ခေါ်တယ်အဲ့ဒီပုဂ္ဂိုလ်ကဒီလုပ်တွေလုပ်နေသည့်အတွက်ကြောင့်သူ့အတွက်အစာရေစာခက်ခဲမှာဆိုလို့လူတို့ကထောက်ပံ့တဲ့အနေနဲ့သူ့ကို10ဘုံတစ်ဘုံအခွန်အခပေးမယ်လို့အလုံးက promise လက်ကပေးပြီးငှားတဲ့သဘောပေါ့နော်သူ့ကိုလူတွေကနေပြီးတော့10ဘုံတစ်ဘုံသူ့ကိုပေးပါမယ်ဒီလုပ်ကိုလုပ်ပါဆိုပြီးတော့တရားကိုတင်မြောက်လိုက်တာအဲ့ဒီကစပြီးတော့တိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုးရာဇာဆိုတာစပေါ်လာတာတဲ့ဒါလူသမိုင်းအစမှာအဲ့လိုပေါ်လာတယ်အဲ့ဒီလိုလူတွေဟာအကျင့်ပြစ်လာလို့အုပ်ချုပ်ရတဲ့အတိုင်းအတာပြစ်ဒဏ်ပေးရတဲ့အတိုင်းအတာတစ်ခုဖြစ်လာတဲ့အခါကျတော့လူတော်လူကောင်းစိတ်ရှိတဲ့ပုဂ္ဂိုလ်တွေကလူလောကကြီးတော့မကောင်းတော့ဘူးဘာဒီမကောင်းတာတွေတော့ဆေးကြောပြီးတော့မျောပြစ်မှာပဲတို့တွေလူအတိုင်းဝိုင်းတော့မနေတော့ဘူးတောထဲမှာနေပြီးတော့ကိုယ့်ဘာကိုလွတ်လွတ်လပ်လပ်တရားကျင့်တော်မယ်လို့ထွက်သွားတဲ့ပုဂ္ဂိုလ်တွေကတအုပ်စုဖြစ်လာတယ်အဲ့ဒီပုဂ္ဂိုလ်တွေကိုဗြဟ္မဏလို့ခေါ်လာခဲ့မကောင်းမှုတွေကိုမျောမယ်ဆိုပြီးတော့ထွက်သွားတဲ့ပုဂ္ဂိုလ်တိုင်းပြည်အုပ်ချုပ်နေတဲ့ပုဂ္ဂိုလ်တွေကိုတော့ခတ္တိယလို့ခေါ်တယ်မကောင်းမှုတွေကိုဖြူစင်အောင်လုပ်မယ်မျောချမယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကိုဗြဟ္မဏလို့ခေါ်တယ်တို့တွေကတော့လူအတိုင်းဝိုင်းနဲ့မထွက်နိုင်ဘူးအိမ်တော်သားမွေးဘဝနဲ့ပဲအယောင်းဝယ်စိုက်ပျိုးရေးလုပ်ငန်းတွေလုပ်ပြီးတော့တားကျွေးမှုမရကျွေးမှုနဲ့နေမယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကဝိတ္တကုံဒီမျိုးရိုးတစ်ခုဖြစ်လာနောက်ကြံတဲ့ပုဂ္ဂိုလ်တွေကခြာပန်းလှုပ်ရှားတဲ့ပုဂ္ဂိုလ်တွေကလည်းပေါ်လာတယ်နော်အဲ့တော့လူလောကမှာအဆင့်အတန်းဟာဒီ၄မျိုးဖြစ်လာတယ်အဲ့ဒီအဆင့်အတန်း၄မျိုးဖြစ်လာတယ်အဲ့ဒီအဆင့်အတန်း၄မျိုးဖြစ်လာတယ်ဆိုတာကသဘာဝအတိုင်းသူတို့လုပ်ရက်ပေါ်မှာကြည့်ပြီးတော့ခေါ်လာတာသို့တော့နောက်ပိုင်းကျတော့ကိုချင်းတရားနဲ့လူရဲ့အဆင့်အတန်းကိုမတတ်မှတ်တော့ဘဲနဲ့အဲ့ဒီလူတွေရဲ့မျိုးရိုးအစဉ်အဆက်ကိုအခြေပြုပြီးတော့
အနှိမ့်အမြင့်ကိုတတ်မှတ်လာခဲ့ကြတယ်ဒါကြောင့်မို့စက်ခွဲခြားမှုစနစ်ဆိုတာကဘာကြီးမှာပေါ်ထွန်းလာခဲ့ပြီးတော့ကိုချင်းတရားဆိုတာပျောက်ကွယ်လူနေပါဖြစ်သွားရတယ်လို့ရသော်ဗျာဒီလိုခေါ်တယ်အဲ့တော့ဒါကဘာဥဆိုတာကနှစ်သန်းပေါင်းများစွာသိရှိကြအခုခေတ်ပြောနေကြတဲ့သိပ္ပံဆရာကြီးဒါဝင်ရဲ့ evolution theory လို့ဆိုတာသူ့ရဲ့စာအုပ်က The Descent of Man နဲ့လူသားတွေဟာတဲ့နှိမ့်ကြတဲ့မျိုးရိုးတစ်ခုကနေပြီးတော့တဖြည်းဖြည်းမြင့်တက်လာတယ်အခုကမာတွေသိနေကြတဲ့အတိုင်းမြောက်ကလူဖြစ်တယ်ဆိုတာမျိုးပေါ့လေသူကတော့မြောက်ကလူဖြစ်တယ်လို့တိုက်ရိုက်ပြောတာတော့မဟုတ်ပါဘူးနှိမ့်ကြတဲ့ species ပေါ့နှိမ့်ကြတဲ့သတ္တဝါတွေကနေတဖြည်းဖြည်းလူဖြစ်လာတယ်ဆိုတော့သူကအထောက်ထားပြတာဘယ်လောက်ကြောင်ပြတော့ဆိုကဘာမှာလူတွေအခုလိုတန်ပေါင်းများစွာပထမဆုံးကလူတွေဟာဗြဟ္မာတို့နေလာခဲ့တဲ့ကိုရောင်ကိုဝါနဲ့ကိုယ်ပိုင်ညာကိုရောင်ကိုဝါနဲ့ပီတိကိုစားပြီးကောင်းကင်မှာသွားနေတဲ့အဆင့်ကနေတဖြည်းဖြည်းလိမ့်ချလာပြီးနောက်ဆုံးလူမျိုးနွယ်တွေဟာဒီစင်းစင်းရဲရဲနဲ့တောကြီးမြဲမဲမှာနေထိုင်ကြပြီးတန်ပေါင်းများစွာနောက်ကျပြီးတဲ့အခါမှာအဲ့ဒီလူတွေရဲ့အယိုးကိုချိပြီးတော့မှသူကဆုံးဖြတ်တယ်လူတွေရဲ့အယိုးရတော့အပြင်သူဆုံးဖြတ်တဲ့လူအယိုးကလည်းအာဖရိကလူတွေရဲ့အယိုးဆိုအာဖရိကလူတွေကြည့်ကြည့်ပေါ့ဒီကနေ့ခေတ်ကအာဖရိကလူပဲကြည့်အောင်ပေါ့အဲ့တော့ဒီသူပြောတဲ့ evolution theory ဆိုတာသိနောက်ကျသွားတယ်ရသော်ဘုရားကနှစ်တန်းပေါင်းများစွာသူ့နဲ့စောပြီးတော့တကယ်ကဘာဥအကျဆုံးကိုဒေဝစကုဉာဏ်နဲ့ကြည့်ပြီးတော့ဟောထားတဲ့တရားဒီတရားဘုရားကိုယ်တိုင်လူသားတွေကထောက်လန်းလို့မမီနိုင်တဲ့ဝေးလံတဲ့အတိတ်ကာလကိုမှန်းမြော်ပြီးတော့ကြည့်ပြီးတော့မြတ်စွာဘုရားကတေချာမြင်ပြီးတော့ဟောထားတဲ့တရားတဲ့ဒါအခေညတုတ်တာတယ်လို့ဟောထားတယ်နော်ဒါကဘာဥလူသားတွေရဲ့အစလို့ပြောတယ်အဲ့ဒီကနေပြီးတော့လူသားတွေဟာဒီကနေ့ခေတ်လူပုံစံအတိုင်းတစ်ဖြည်းဖြည်းရောက်လာတယ်ပြောင်းလာတာကယာတိဥရုပြောင်းလဲမှုတို့အစာရေစာပြောင်းလဲမှုတို့ဒီလိုပုံစံတွေနဲ့ရောက်လာကြအဲ့တော့ရောက်လာတဲ့လူသားတွေရဲ့ဒီအခြေအနေတစ်ခုဟာနောက်ဆုံးမှဘယ်လိုဖြစ်သွားတော့ဆိုတော့သူရဲ့အစဉ်အတန်းခွဲခြားမှုသည်ကိုချင်းတရားနဲ့မဆိုင်တော့ပဲနဲ့မျိုးရိုးနဲ့အခြေခံပြီးတော့လူအစဉ်တန်းကိုခွဲတယ်ဘယ်မျိုးရိုးကမွေးလာလို့ရှိရင်လူကောင်းဘယ်မျိုးရိုးကမွေးလာလို့ရှိရင်လူညံ့လို့မျိုးရိုးကိုကြည့်ပြီးတော့လူတော်လူကောင်းနဲ့လူညံ့ကိုခွဲလာတာခွဲလာသည့်အတွက်ကြောင့်သူကတော့မင်းမျိုးမင်းနွယ်ဖို့အဆင့်မြင့်တယ်သူကဗြဟ္မဏမျိုးနွယ်ဖို့အဆင့်မြင့်တယ်သူကတော့သုဒ္ဓမျိုးမို့ဝိတ္တမျိုးမို့အောက်တန်းကြတယ်ဆိုတဲ့ဒီအယူဆတွေကကဘာကြီးမှာလွှမ်းမိုးနေတယ်ဒီကနေ့ခေတ်တောင်မှတရားကရှိနေတော့မှကြည့်ဘလောက်ခိုင်မြဲတယ်ဆိုတာနော်ဒီအယူဆတရားလူတွေရဲ့အစဉ်အလာတစ်ခုတည်းရောက်လာလို့ရှိရင်ပယ်ဖြတ်ဖို့လွန်ခက်ဘုရားမြတ်စွာလက်ထက်တော်အခါကာလတော့ကမြတ်စွာဘုရားကဟောပြီးတော့တုတ်တန်မြောင်များစွာဟောထားတဲ့ထဲမှာဒီဇဝါဒကိုတိုက်ဖြတ်ပြီးတော့မြတ်စွာဘုရားဟောထားတယ်ဇက်ခွဲခြားမှုစနစ်ကိုမြတ်စွာဘုရားကမလိုလားဘူးကမ္ဗုနာဝတ္တလောဟောတိကမ္ဗုနာဟောတိဇမနောနသစ္စာဝတ္တလောဟောတိနသစ္စာဟောတိဇမနောတဲ့လူတော်လူကောင်းဆိုတာမျိုးစားနဲ့မဆိုင်ဘူးလူယုံမာဆိုတာလည်းမျိုးစားနဲ့မဆိုင်ဘူးကိုလှုပ်တဲ့အလုံးနဲ့သာဆိုင်တယ်လို့မြတ်စွာဘုရားကဒီလိုဟောထားတယ်အဓိကကိုချင်းတရားပဲတဲ့ကဲကြည့်လေလောကမှာလူသားတွေကိုကြည့်ကြည့်လူသားတွေကိုကိုချင်းတရားနဲ့ခွဲရမယ်ဘာလူမျိုးပဲဖြစ်ဖြစ်ဘယ်ဇဝင်ကပဲဖြစ်ဖြစ်ဘယ်စင်တန်းကလာတာပဲဖြစ်ဖြစ်တောသားပဲဖြစ်ဖြစ်မျိုးသားပဲဖြစ်ဖြစ်တထေးသားပဲဖြစ်ဖြစ်ဆင်းရဲသားပဲဖြစ်ဖြစ်တရောင်းသားပဲဖြစ်ဖြစ်လူချမ်းသာပဲဖြစ်ဖြစ်ယာဓုရှိတဲ့လူပဲဖြစ်ဖြစ်ယာဓုမဲ့တဲ့လူပဲဖြစ်ဖြစ်ဒုစရိုက်10ပါးကိုကျွလွန်သလားသူစရိုက်တရားကိုကျင့်သုံးသလားဒါနဲ့ကြည့်ရဒုစရိုက်10ပါးကိုကျွလွန်နေတဲ့ပုဂ္ဂိုလ်ဆိုရင်လူယုံမှာသူစရိုက်10ပါးကိုကျင့်သုံးနေရင်သူတော်ကောင်းပဲဟော
လူရဲ့အဆင့်တန်းဟာကိုချင်းတရားနဲ့ပဲတတ်တယ်ဒါကြောင့်မို့သူများအသက်ကိုတတ်သလားသူများဥစ္စာကိုခိုးသလားသူတော်ဘာသားများကိုဖျက်ဆီးသလားကာယဒုစရိုက်နဲ့ပတ်သက်တယ်ဝစီဒုစရိုက်နဲ့ပတ်သက်ဖို့လိန်ပြောသလားတူနဲ့တူမတက်အောင်ဂုံးတိုက်တတ်သလားဆဲတတ်ရေးတတ်သလားမဟုတ်တန်တရားတွေရှောက်ပြောတတ်သလားဟောဝစီဒုစရိုက်နဲ့ပတ်သက်တယ်တခါမနောဒုစရိုက်နဲ့ပတ်သက်လာရင်သူများပစ္စည်းတွေကိုရလို့မှုနဲ့စိတ်ကူးတတ်သလားသူတစ်ပါးတွေပြက်လို့ပစ္စည်းကြောင့်စိတ်ကူးတတ်သလားကံကံရဲ့အကျိုးကိုလက်မခံတဲ့မှားယွင်းတဲ့အယူဝါဒရှိသလားဟောဒီဒုစရိုက်တရားတွေကိုလက်ခံထားလို့ရှိရင်မင်းမျိုးပဲဖြစ်ဖြစ်ပုံနာမျိုးပဲဖြစ်ဖြစ်သူကြွယ်မျိုးပဲဖြစ်ဖြစ်ဟုတ်လားဟောဘယ်လိုအမျိုးအစားကပဲဖြစ်ဖြစ်ပညာတတ်ကြီးပဲဖြစ်ဖြစ်တထေးသားပဲဖြစ်ဖြစ်တောသားပဲဖြစ်ဖြစ်မျိုးသားပဲဖြစ်ဖြစ်ဒုစရိုက်10ပါးကျူးလွန်လို့ရှိရင်လူရောက်ပဲမြတ်စွာဘုရားကိုချင်းတရားနဲ့တတ်မှတ်တာနော်ဘာမှမဆိုင်ဘူးကဲလူတရားဟာသူများအသက်ကိုတတ်ခြင်းကရှောင်တယ်သူများဥစ္စာခိုးခြင်းမှရှောင်တယ်သူတော်ဘာသားများပြစ်မှားခြင်းမှရှောင်တယ်ကိုချင်းတရားဘယ်တော့မှလိမ်မပြောဘူးမှန်တာပဲပြောတယ်ဘယ်တော့မှခုံးမတိုက်ဘူးတုံးနဲ့တူတဲ့အောင်သာဟောပြောပေးတယ်ဘယ်တော့မှမဆဲဘူးကျင်နာတဲ့စကားကိုသာပြောတယ်ဘယ်တော့မှမဟုတ်တန်တရားတွေမပြောဘူးမှန်တာကိုသာပြောတယ်အကျိုးရှိတာကိုသာပြောတယ်သူတစ်ပါးပစ္စည်းဥစ္စာကိုလည်းရလိုမှုနဲ့ဘယ်တော့မှမတွေးဘူးသူတစ်ပါးကိုပစ္စည်းလိုမှုနဲ့မနာလိုပြီးတော့ဘယ်တော့မှစိတ်ဆိုးစိတ်မိုက်မထားဘူးကံကံရဲ့အကျိုးကိုလည်းဘယ်တော့မှမငင်းပယ်ဘူးဆိုတဲ့အမြင်မှန်ရှိတယ်ဟောဒီလူဟာဘာမျိုးရိုးပဲဖြစ်ဖြစ်မျိုးသားပဲဖြစ်ဖြစ်တောသားပဲဖြစ်ဖြစ် educated ပဲဖြစ်ဖြစ် uneducated ပဲဖြစ်ဖြစ်ဘယ်လိုယာရုရှိတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ယာရုမဲ့တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဒီပုဂ္ဂိုလ်ကလူတော်လူကောင်းမြတ်စွာဘုရားဒီတောက်တံမှာဒီလိုဟောတယ်နော်လူတော်လူကောင်းဆိုတာစံကဒါပဲရှိကိုချင်းတရားကိုချင်းတရားကောင်းလို့ရှိရင်လူကောင်းကိုချင်းတရားမကောင်းရင်လူမကောင်းဘူးတချို့ကြတော့မဟုတ်လေပတ်စံရှိသည့်အတွက်ကြောင့်လှုပ်ချင်တာလှုပ်လို့ရတယ်လို့ဖြစ်မဟုတ်ဘူးအဲ့ဒါပြောနော်အဲ့တော့မြတ်စွာဘုရားကဓမ္မောဟိဝတိထသစ္ထောစနေတတမေဒိဋ္ဌေဝဓမ္မေအဘိတံပရာယံသဝတိထမြတ်စွာဘုရားနဲ့စကားပြောနေတဲ့ပုဂ္ဂိုလ်ဘုရားကဝတိထလူလောကမှာဓမ္မသာနဲ့အမြတ်ဆုံးပဲအခုခေတ်ပဲဖြစ်ဖြစ်နောက်တစ်ခေတ်မှာပဲဖြစ်ဖြစ်ကိုချင်းတရားသာလည်းအမြတ်ဆုံးလူရဲ့အဆင့်တန်းဟာကိုချင်းတရားပေါ်မှာတည်တယ်အဲ့တော့ဒီဟာအခြေခံကိုချင်းတရားကောင်းတဲ့လူသားတွေတဲကနေပြီးတော့ဒီအခြေခံကိုချင်းတရားတဲ့အဆင့်မြင့်ပြီးတော့ဘာလုပ်နိုင်နေတယ်လဲကြည့်လိုက်မယ်ဆိုရင်အခြေခံကိုချင်းတရားကောင်းပြီးတော့ဒီတဲ့အဆင့်မြင့်တာဘာလုပ်လဲဆိုရင်သီလကိုတိုးမြင့်တယ်တမာရီတရားတွေကိုတိုးမြင့်လိုက်တယ်နောက်ဆုံးပါဘောဓိပက္ခိယတရား38ပါးတတိပဋ္ဌာန်တရားကိုပွားများအထုတ်ခြင်းဖြင့်တတိတရားကိုတိုးပွားစေတယ်တမ္ပပဋ္ဌာန်တရားတွေမိမိခန္ဓာကိုယ်မှာတည်ဆောက်ပေးခြင်းဖြင့်တမ္မာဝါယာမဆိုတဲ့တရားကိုတိုးပွားစေတယ်မဂ္ဂင်၈ပါးအကျင့်တရားတွေကိုတိုးမြင့်ပြီးတော့သမထဝိပဿနာကျင့်စဉ်တွေကျင့်လို့အဆင့်မြင့်တဲ့ဒီကာမတက္ကတာတမ္မာဒိဋ္ဌိတွေပို့ပြီးတော့အဆင့်မြင့်ပြီးတော့တက္ကာယဒိဋ္ဌိလို့ဆိုတဲ့ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့မှားယွင်းနေတဲ့အမြင်တစ်ခုကိုဖယ်ရှားလို့သင်္ခါရတရားတွေထာဝရမြဲတယ်ဆိုတဲ့အထင်ချမ်းသာတယ်ဆိုတဲ့အယူအဆသင်္ခါရတရားတွေဟာခိုင်မာတယ်ကိုယ်အတိုင်းဖြစ်တယ်လို့ဆိုတဲ့လွဲမှားတဲ့အတွေးတွေအဲ့ဒါတွေအားလုံးကိုအနိစ္စဒုက္ခအနတ္တဆိုတဲ့အသိဉာဏ်နဲ့အားလုံးဖယ်ရှားပြီးတော့ဘောဂိပက္ခိယတရား38ပါးကိုပြီးပြီးပြင်းပြင်းကျင့်သုံးလိုက်လို့နောက်ဆုံးမဲ့အစဉ်စဉ်ဖို့အစဉ်စဉ်နဲ့နောက်ဆုံးမှာယဟန္တာပုဂ္ဂိုလ်ဖြစ်သွားပြီးဘဝတန်ရောစဉ်တွေအားလုံးကုန်ပြီးတော့အတွေ့အတာမရှိလွတ်မြောက်သွားတဲ့ပုဂ္ဂိုလ်အဲ့ဒီဓမ္မထီအောင်စိုက်ထီသွားလို့ရှိရင်တော့ဒါကလောကမှာအမြတ်ဆုံးပုဂ္ဂိုလ်ပဲ